ပါသည်ဖြစ်ပေါ်ရသည်ဒီပါသည်ဖြစ်စီနေတိုင်းနိုင်တန်းနိုင်ပါသည်ဒီမှာအစာပေါင်းများစွာလူနိုင်တန်းနိုင်ပါသည်ပါတီတွေပါလောက်တာတဲ့ဒါညို့ကိုပို့ကြိုက်တယ်9 ရက်9 လလေကြော်စရာကြီးလူတွေအများကြီးစားရတယ်နေတိုင်းအန်တီလာတယ်နေတိုင်းကိုအန်တီပီတိဖြစ်တယ်ဒီနေ့ဆိုအများဆုံးဖြစ်သွားတာပေါ့ပွဲသိမ့်ကိုဆိုအန်တီလည်းပွဲသိမ့်ကုသိုလ်တွေရတာပေါ့နော်ပွဲကြီးအောင်မြင်သွားတာပေါ့9 ရက်9 လလုံးလူတွေအများကြီးတက်ဝန်းဝန်းနဲ့နော်ဆိုအကုန်လုံးလည်းဖြည့်ဆည်းပေးနိုင်တယ်ဆိုဝမ်းသာလို့မဆုံးပါဘူးနောက်ဆုံးချိန်မှာအားခဲတာပေါ့နော်အားခဲပြီအဲ့ဒီဟာစီးယူက80ဖြစ်သွားတယ်အောက်သွေးဖုံတော့ကလည်းသွေးပေါ့သွေးတိုးကလည်းတိုးတယ်ပေါ့100ကျော်သွားတယ်အပေါ်သွေးကလည်း140လောက်ဖြစ်သွားတယ်အဲ့ဒီပုတ်မလီပီတီလိုချင်ပါသေးတယ်ကုသိုလ်တွေလိုချင်ပါသေးတယ်ဆိုပြီးအဲ့စက်ကလေးနဲ့ပြန်အားတင်းပြီးငိမ့်နေတော့နည်းနည်းလေးအခြေအနေကောင်းလာတော့အန်ဒီလာတာပေါ့နော်ဒါပေမဲ့အန်ဒီဆွဆွကလမ်းမလျှောက်ဘူးလို့လုပ်ထားတာအဝေးကြီးကစောင့်နေကြတာလေအဲ့ဒီဘာလို့ပျော်အောင်မို့ကိုပျော်ရင်ကိုပီတီလေးလဲကိုကုသိုလ်လေးနဲ့ပြန်ပြီးမေတ္တာပေါ့မေတ္တာတွေလည်းပေးခြင်းတယ်ကုသိုလ်တွေလည်းမြည်ပြီးပီတီဖြစ်ခြင်းတယ်ဆိုတော့သူတို့လည်းစောင့်မှာဟာနေတယ်ဘာအပျော်လေးဖြစ်သွားတော့အဒီသွားပြီးတော့အားပေးတာပါအရန်ဝမ်းသာတယ်အဒီဆို1000လောက်ပဲမှန်းတာမနေ့ကဆို3000ကျော်တယ်မဲ့ဟိုတနေ့ကဆိုရင်150လောက်ကျန်သွားတယ်ဘာဖြစ်လို့ဆိုတော့အပြစ်လည်းမပြောပါဘူးအန်တီတို့ကကိုယ်တိုင်လာစားကျင်တာပေါ့နော်လာစိတ်ကျင်တော့ဒါပေမဲ့ကလေးတွေတချို့ကရေတောက်တဲ့ခွက်ထဲမှာဟင်းနေခိုးထဲသွားဟင်းနေထဲသွားခိုးတာမဟုတ်ပါဘူးဒီလိုလေးပဲတစ်ကလေးယူတာပေါ့ဒါပေမဲ့အန်တီကအဲ့လိုမျိုးတော့တနာတယ်လေဆိုတော့အဲ့လိုမျိုးတော်တော်များပါသွားတော့လူ150ကျန်သွားတယ်ဒီနေ့တော့အရှံပဲလောက်ထားတယ်နေတိုင်းအန်တီလာတယ်နေတိုင်းကိုအန်တီပီတိဖြစ်တယ်ဒီနေ့ဆိုအများဆုံးဖြစ်သွားတာပေါ့ပွဲသိမ့်ကိုဆိုအန်တီလည်းပွဲသိမ့်ကုသိုလ်တွေရတာပေါ့နော်ပွဲကြီးအောင်မြင်သွားတာပေါ့9 ရက်9 လလုံးလူတွေအများကြီးတက်ဝန်းဝန်းနဲ့နော်ဆိုအကုန်လုံးလည်းဖြည့်ဆည်းပေးနိုင်တယ်ဆိုဝမ်းသာလို့မဆုံးပါဘူးတမီးအန်တီတို့အသက်အရွယ်63ကျော်ပြီဒီလိုဆိုကျော်လာပြီ64တဲ့ရောက်လာပြီပို့ပြီးလုံတင်တာပေါ့နော်ဆိုတော့ပို့ပြီးလည်းလုံမယ်အန်တီတို့မိသားစုကိုဖြစ်တာပေါ့နော်တချို့ကဘာမှမရှိဘဲနဲ့ဘယ်ပတ်စံတွေရတယ်ဆိုတမီးချွေးနေစာတွေပါတကယ်ချွေးနေစာပါအထူးသဖြင့်အန်တီရဲ့တကယ်ချွေးနေစာစစ်ပါဖြူစင်တဲ့ပတ်စံပါဆိုတော့အဲ့ဖြူစင်တဲ့ဟာနဲ့အန်တီလှူနေတာပါဆိုတော့တမျိုးတမီမထင်ကြပါနဲ့လို့နော်ဆိုတော့အရင်တော့တချို့ကျတော့အန်တီကဥကိုစထားတွေ့လားသူဥကိုစထားတာအန်တီကအလှအရန်ကြိုက်တာဆိုတော့အဲ့မှာအတူရချက်ပြီးစိတ်ဖောက်ပြတဲ့ဟာလေးကိုတင်ပြောပြထားတယ်တချို့ကျတော့တိတ်မကြိုက်ချင်ဘူးပေါ့နော်ဥကတော့အန်တီသဘောပါပဲဆိုတော့တကယ်လည်းဖြစ်သွားတာလေတကယ်ဖြစ်သွားတာဒါတဲ့အလှပရဲ့နောက်ွယ်မှာလှကျင်ပကျင်တဲ့စိတ်တွေကများသွားပြီးဖောက်ပြမှုတွေဖြစ်တာပေါ့ကိုယောက်ျားကိုပြစ်မှားမိတာပေါ့တချို့အောက်မှာဟာယောက်ျားလက်မစိတ်အန်တီကိုဘာဖြစ်လို့ဟိုဝါတွေနော်မရက်တွေအိတ်တွေကားတွေဝယ်ပေးရလာလဲဆိုတော့တကယ်တော့အန်တီတို့ကအိမ်ကြီးလဲလုပ်တယ်အိမ်တွေရောက်လိုက်ဝယ်လိုက်တယ်အန်တီတို့လုပ်တာ130ရှိပါပြီဦးကလည်းအရင်တော့ရဲအုပ်ပေါ့နော်စီဖြိုး3နှစ်သားအထိရဲအုပ်လုပ်ခဲ့တာရဲအုပ်ကနေပြီးတော့ passport ရုံးတို့ဘာလို့မှလုပ်ပြီးတော့ထွက်လိုက်တယ်ထွက်ပြီးအန်တီတို့အိမ်ကြီးလုပ်တယ်အန်တီတင်မောကုမ္ပဏီထောင်တယ်တင်မောသားတွေအများကြီးဝယ်ထုတ်တာအန်တီကျောင်းနေဖွင့်ပြီးတော့တင်မောပဲ Payco shipping မှာဝမ်ကျော်မှာဖွင့်တာပါအိုလံပစ်တာဝါပါဆိုတော့အဲ့ဒီရုံးခန်းတွေဖွင့်ပြီးတော့အန်တီနောက်ပိုင်းကျတော့သူတို့အိမ်ပေါပြီးတော့တင်မောသားတွေလာတော့အန်တီအဲ့ဆောင်မလို့ကျင်တော့အန်တီဟိုလောက်တော့9နှစ်8နှစ်တောင်လုပ်လိုက်ပါတယ်စီဖြူသားတို့ငယ်တော့နောက်ပိုင်းနေတဲ့အန်တီတို့အိမ်လေးတွေကအန်တီတို့ဘယ်လိုခေါ်မလဲကုသိုလ်လုပ်လေအိမ်လေးရတမှုအန်တီတို့ဝယ်တဲ့နေရာမြင့်လေ
ရောင်းလိုက်ဝယ်လိုက်ရောင်းလိုက်ဝယ်လိုက်အဲ့ဒါလေးတွေပေါ့ဆိုတချို့အတွင်းသိတွေကတော့အကုန်သိပါတယ်ဒါအပြင်လူတွေကတော့တမျိုးတမီထင်တာပေါ့နော်အဲ့လိုမျိုးအထင်အလွဲခံရတာလို့အစဲခံလို့ရှိတာပေါ့သမီးရဲ့ပါတီတွေပါလောက်တာတဲ့ဒါမျိုးကိုပို့ကြိုက်တယ်ခုနှစ်လူလေကြော်စရာကြီးလူတွေအများကြီးစားရတယ်ဆိုတော့ဒီကိတ်ကရှားပါနေတာလေအသားတွေတော့တိတ်တော့မမြင်ရအောင်ရှို့ကြတော့ဆိုတော့သူတို့စားရတော့ပီတိကိုဖြစ်တယ်တော့တကက်လက်တွေ့ကိုခံစားရတဲ့ကုစုပေါ့နော်ဓာတ်ရိုက်ရတဲ့ကုစုပေါ့ဟုတ်ကဲ့ပါအန်ဒီတိုင်ရောစင်ပြက်ထူတာလေဆိုတော့လူတွေလည်းအဲ့ဒီဘောဖော်မလဲကိုအိတ်ထဲကိုထည့်တယ်ရှန်လာရင်အန်ဒီရရှိတယ်အဲ့တော့ဒီခင်ထုတ်ပြီးလှူပေးရတယ်အဲ့ဒါမှကိုကတိလာပါလေဆိုအန်ဒီအဲ့ဒါကိုယုံကြည်ပါတယ်အန်ဒီကိုဆက်ပြီးတော့အားပေးကြပါလို့ဆဲကျင်တဲ့လူလည်းထပ်ဆဲလို့ရပါတယ်လို့အန်ဒီကအကုန်လုံးကိုချစ်ပါတယ်